မင်္ဂလာပါကျွန်တော်အခုပိတ်ဆုလို့ပြောပြပေးမှာတော့ကျွန်တော်တို့မိုင်တက်ကစစ်တဲ့နီးလေးနဲ့မိုင်တက်ပလန်တက်တန်းတိုးတဲ့နီးလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ပြောပြပေးမှာတော့မိုင်တက်ကစစ်တဲ့နီးလေးနဲ့မိုင်တက်ပလန်တက်တန်းတိုးတဲ့နီးလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာမဆွေမတီးသေးဘူးဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ကြအောင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ကတ်တက်ကတ်နဲ့စစ်ပြပါမယ်ဗျာကျွန်တော်ဖုန်းတစ်လုံးထဲမှာကတ်ရှိတယ်ဒီကောင်လေးတွေကိုကျွန်တော်စစ်ပြပါမယ်ဗျာကျွန်တော်စစ်ဖို့အတွက် star 966တစ်ဆက်ကိုကျွန်တော်နှိပ်ပြီးတော့စစ်လိုက်ပါမယ် star 966 star 966တစ်ဆက်ကိုကျွန်တော်တို့နှိပ်ပြီးတော့စစ်လိုက်ပါမယ် star 966တစ်ဆက်ကတော့ကျွန်တော်တို့ မိုင်တက်ကစစ်တဲ့ဒီလေးပဲဖြစ်ပါရဲ့မိတ်ဆွေရကကိုခုပဲစစ်ကြည့်လိုက်ပါဗျာ star 966တစ်ဆက်ကတော့ကျွန်တော်တို့မိုင်တက်ပလန်ကလာယူယူကလာဆိုတာစစ်တဲ့ဒီလေးပဲဖြစ်ပါရဲ့ဗျာမိတ်ဆွေလည်းခုလည်းစစ်ကြည့်လိုက်ပါဗျာအာကို66တစ်ဆက်ကတော့ကျွန်တော်တို့မိုင်တဲ့ပလန်စစ်တဲ့နီးလေးပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့မိုင်တဲ့ပလန်စစ်တဲ့နီးလေးဖြစ်ပါတယ်စတာ966တစ်ဆက်ကတော့ဒီမှာဆိုရင်ဒီကတ်ကတော့ကျွန်တော်တို့ရိုးရိုးကတ်ပဲဖြစ်ပါတယ်ဒီကတ်ဆိုရင်ကျွန်တော်တို့ဒီ3000နဲ့29G ပဲဝယ်လို့ရတယ်ဒါလေးကတော့ရိုးရိုးကတ်ပဲဖြစ်ပါတယ်ဗျာနောက်ထပ်အနေနဲ့ကျွန်တော်ပလန်ကတ်ကိုကျွန်တော်စစ်ကြည့်လိုက်မယ်ဗျာပလန်ကတ်ကဘာလေးဝယ်လို့ရလဲဆိုတာကိုကျွန်တော်စစ်ကြည့်လိုက်မယ်ဗျာစတာ966တစ်ဆက်ကိုကျွန်တော်နှိပ်ပြီးတော့တူးကတ်ကိုစစ်ကြည့်လိုက်မယ်ဗျာဒါလေးကတော့ကျွန်တော်တို့မိုင်တဲ့နောက်တစ်ခါကိုထပ်ပြီးတော့တူကတ်ကိုစစ်ကြည့်နေတာဖြစ်ပါတယ်ဗျာဒါခု66တစ်ဆက်မှာဆိုရင်ကျွန်တော်တို့တစ်ချက်စောင့်ကြည့်လိုက်ပါဗျာကျွန်တော်ပလန်ကဆိုရင်ဘယ်လိုဝယ်လို့ရလဲဆိုရင်ဒီ9000နဲ့ MB 1000ခွဲဝယ်လို့ရတယ်ကျွန်တော်တို့ B 1000နဲ့ 36G 38G ဝယ်လို့ရတယ်1000ခွဲနဲ့ 55GB ကျွန်တော်တို့ရက်30စာ3ဝယ်လို့ရတယ်ဗျာဒီကောင်လေးတွေကိုတက်တန်းတိုးတဲ့နီးလေးကတော့2မျိုးရှိရဗျာတက်တန်းတိုးနီးလေးကတော့ star 966 star 2301ကောင်လေးကတော့ကျွန်တော်တို့ဘေးညာလေးနဲ့တက်တန်းတိုးတဲ့နီးဖြစ်တယ်ဒီညာလေးနဲ့တိုးမယ်ဆိုရင်ကျွန်တော်တို့ MB 1400ရပြီးတော့ auto တက်တန်းတိုးသွားမှာဖြစ်ပါတယ်ဗျာနောက်တစ်နည်းကတော့ star 905ဆက်ကိုကျွန်တော်နှိပ်ပြီးလဲတက်တန်းတိုးလို့ရတယ်ဗျာ star 905ဆက်ကတော့ဘေး300လောက်ပဲကုန်မယ်ဗျာဒါလေးနဲ့လည်းတက်တန်းတိုးလို့ရဗျာမိတ်ဆွေကတ်ကိုခုပဲစစ်ကြည့်လိုက်ပါတကယ်လို့ပလန်ကဆိုရင်ကျွန်တော်တို့ရန်ကိုမိုက်ပါရဲ့ဗျာကျွန်တော်တို့တက်တန်းလဲတိုးလို့ရပါတယ်ဘေး9000လဲနဲ့ MB 1000ခွဲလောက်ဝယ်လို့ရမှာဖြစ်ပါတယ်ဗျာချက်ဒီမှာဆိုရင်ကျွန်တော်တို့ကဒါ995ဆက်ကိုကျွန်တော်နှိပ်ပြီးတော့တက်တန်းတိုးရမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့995ဆက်ကကျွန်တော်တို့တန်းတိုးတာမဟုတ်ပါဘူးဗျာဆုံးလာတော့မှားသွားတာဖြစ်ပါတယ်ဒါ995နဲ့ပဲပြန်ပြီးတော့တိုးရမှာပါဖြစ်ပါဗျာဒီနည်းလေးကတော့ star 995ဆက်ကိုဖြစ်ပါဗျာကျွန်တော် star 995ဆက်ကတော့မိုင်တဲ့ပလန်ကတခြားပတ်ကဝယ်တဲ့နည်းရဖြစ်ပါဗျာတိုးနည်းကတော့ star 995ရဲ့ကျွန်တော်တို့ star 966 star 2301တစ်ဆက်ကနှစ်နည်းဖြစ်ပါဗျာအားလုံးကိုကျေးဇူးပါတယ်ခုပဲမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်